မြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမလို့ဘာကိုစဉ်းစားရမှာတော့ဘာကိုစဉ်းကျင်ရမှာတော့ဆိုတော့အတနောဝအဝခေယကတာနိအကတာနိသအတနောဝမိမိဣတာလေကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုးအောင်လုပ်တာလေတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်เจ้าကိုပဲစဉ်းစားကိုယ်เจ้าကိုပဲဆင်ခြင်ကိုယ်เจ้าကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်เจ้าကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတို့တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လိုနေရမလို့ဟုတ်တယ်ချိန်တော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြို့ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မြင်ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးတဲ့ကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုယ်အကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေကိုစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကကိုယ်တိုင်ဘုံစဉ်းစားကြည့်တယ်နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုယ်အကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုယ်အကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုယ်အကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုယ်အကြောင်းပဲဆိုကြပါစို့ကိုယ်အကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုယ်အကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမလို့ဘုံဘုံတို့တွေမှာမပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုယ်အကြောင်းကိုကောင်းကောင်းသိရင်ငါတနာတရားအနေထားမလွတ်သေးဘူးဆိုတာကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုယ်မှာပြဿနာတွေတော့အရှုပ်အထွေးတွေတန်းလန်းနဲ့နေရတာတကယ်က